လမ်းဘေးမှာမင်းကလေးတယောက်တောင်းရနေရမဲ့အမျိုးသားတယောက်ကသူ့လက်ကောက်ဝတ်ကနေ9မိနစ်ကိုသူမကိုပေးလိုက်ပါတယ်ဒီကဘာမှာအချိန်ဟာတစ်ခုတည်းသောငွေကြေးဖြစ်ပြီးလူတွေရဲ့တက်တန်းကို25နှစ်လို့သတ်မှတ်ထားပါတယ်လူတွေဟာတကယ်တမ်းဘယ်လောက်ပဲအသက်ကြီးနေပါစေအမြဲတမ်းအသက်25နှစ်အရွယ်လိုပဲမြင်တွေ့ရပါတယ်ဒါပေမဲ့အသက်25နှစ်ထက်ကျော်ပြီးအသက်ရှင်ခြင်းရင်တော့အလုပ်လုပ်ခြင်းလောင်းကစားခြင်းဒါမှမဟုတ်လူလက်ချင်းစတဲ့နည်းလမ်းမျိုးစုံနဲ့အချိန်တွေကိုပိုရအောင်ရှာဖွေရမှာပါတစ်လက်ကောက်ဝတ်ပေါ်ကအချိန်ကိုတိုးပွားစေမဲ့ဘယ်ရာမဆိုလှုပ်ဆောင်နိုင်ပြီးအချိန်သာတူးညဖြစ်သွားရင်တော့တင်ဟာနေရာတင်ချက်ချင်းတည်ဆုံးသွားမှာဖြစ်ပါတယ်အတူချုပ်ပြောရရင်ဒီဘဝမှာအချိန်ဟာငွေကြေးပါပဲဝီဟာတာမန်လူတယောက်ဖြစ်ပြီးသူ့မှာအသက်ရှင်ဖို့တရက်တောင်မပြည့်တော့တဲ့အချိန်ပဲကျန်ပါတော့တယ်သူရှိကအမျိုးသမီးငယ်ဟာတကယ်တော့အသက်50ရှိပြီဖြစ်တဲ့ဝီရဲ့မိခင်ဖြစ်ပြီးသူမမှာ3ရက်စာတောင်မပြည့်တဲ့အချိန်ပဲကျန်ပါတော့တယ်အဲ့ဒီအချိန်တွေကတဝက်ကအင်္ဂါကတွက်ဖြစ်ပြီး8နာရီကတော့လျှက်စစ်မီကတွက်ဖြစ်ပါတယ်ပြီးတော့သူမမှာဆက်စရာချင်းငွေတွေလည်းရှိနေပါသေးတယ်အဲ့ဒီကျွေးမီတွေကိုဆက်နိုင်ဖို့ဝီဟာအထည်ချုပ်စက်ရုံမှာ2ရက်ဆက်တိုက်မနာတဲ့အလုပ်လုပ်ရပါတယ်ရလက်အနေနဲ့သူမမှာအချိန်လုံးဝမကျန်တော့ပဲသူမကိုထောက်ပံ့ဖို့ဝီရဲ့အချိန်ပိုင်းလုပ်ကိုပဲအားကိုးရပါတော့တယ်သူတို့ဟာနောက်2ရက်မှာကားဂိတ်မှာဆုံဖို့သဘောတူခဲ့ကြပါတယ်ဒါဟာတာမန်လူလန်းစားတွေရဲ့အဖြစ်ဆိုးပါပဲရှင်တန်ဖို့အတွက်ဝီဟာနေ့တိုင်းအလုပ်ကိုပြေးသွားရပြီးဈေးသက်သာဆုံးကော်ဖီကိုတောက်ကအပင်ပန်းဆုံးအလုပ်တွေကိုလုပ်ရပါတယ်ဒါတောင်မှဒီကလူများစုလိုပဲသူဟာဒီလိုခက်ခဲတဲ့အခြေအနေတွေကြားမှာအသက်ရှင်ဖို့ရုန်းကန်နေရဆဲပါအလုပ်ချိန်တွေရှည်လျားပြီးလုပ်ခဏပါလုံးတဲ့အတွက်လူများစုဟာဘားတွေကိုခိုးလုံရဖြစ်အသုံးပြုကြပါတယ်အလုပ်ပြီးတဲ့နောက်ဝီဟာဘားတစ်ခုကိုတွားခဲ့ပြီးချမ်းသာတဲ့အမျိုးသားတစ်ယောက်ရောက်နေကြောင်းသူငယ်ချင်းတစ်ယောက်စီကတီးလိုက်ရပါတယ်အဲ့ဒီလူဟာတညာလုံးလူတိုင်းကိုလိုက်တိုက်နေပြီးသူ့လက်ကောက်ဝတ်မှာနှစ်ပေါင်း100ကျော်ချိန်တွေရှိနေတာပါဘားတစ်ခုမှာအဲ့ဒီလိုမျိုးကြွားဝါနေတာဟာအချိန်လူလက်သူတွေရဲ့ပြစ်မှတ်ထားခံရဖို့ဖိတ်ခေါ်နေတယ်လို့ပါပဲမကြခင်မှာပဲလူလက်သူတစုရောက်လာပြီးဘားတွေကလူတွေအားလုံးထွက်ပြေးကြပါတော့တယ်ခေါင်းဆောင်ဖြစ်သူကအဲ့ဒီသူထေးကိုသူ့ချိန်တွေအားလုံးလူတန်းဖို့ရင်ရင်ကြေးကြေးအကြံပြုပါတယ်ထိတ်လန့်သွားတဲ့သူထေးဟာအင်တာထဲကိုပြေးဝင်သွားပါတယ်ဝီဟာတရားမျှတလို့စိတ်နဲ့အဆောင်ကိုထိုးကျိတ်ပြီးသူထေးကိုခေါ်ထုတ်ကထွက်ပြေးခဲ့ပါတယ်သူတို့ဟာစွန့်ပစ်ထားတဲ့အဆောက်အုံတစ်ခုမှာပုံအောင်ခဲ့ကြပါတယ်ဝီကခင်ဗျားတက်ရှင်ရတာမပြင်းဘူးလားဘာလို့စင်းရဲသားရက်ကွက်မှာလာကြွားနေတာလဲလို့မေးပါတယ်ထိုလူကသူဟာချမ်းသာတဲ့ရက်ကွက်ကဖြစ်ပြီးအသက်105နှစ်ရှိပြီဖြစ်ကြောင်းပြန်ဖြေပါတယ်သူကအသက်ရှင်ရတာညှိငွေ့နေပြီလို့ပြောတယ်လို့တုံလို့เสียရှိုးဝက်ချက်တစ်ခုကိုလည်းဖွင့်ဟခဲ့ပါတယ်ချမ်းသာတဲ့သူအနှဲငယ်ကထာဝရအသက်ရှင်နိုင်ဖို့အတွက်စင်းရဲချမ်းသာခွဲခြားထားတဲ့အချိန်စုံတွေကိုဖန်တီးထားတာပါစင်းရဲသားရက်ကွက်မှာကုန်စည်နှုန်းတွေနေတိုင်းတက်နေတာဟာစင်းရဲသားတွေမှာအချိန်လုံလောက်မရှိစေဖို့နဲ့ကုန်ထုတ်လုပ်မှုကိုထိန်းသိမ်းဖို့အတင်းကျပ်အလုပ်လုပ်ခိုင်းစေဖို့ဖြစ်ပါတယ်တေဆုံးမှုနှုန်းမှန်မှန်ရှိနေမှလူဦးရေကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်အရင်းမြစ်တွေကကန့်သက်ချက်ရှိတာကြောင့်လူတိုင်းထာဝရအသက်ရှင်နေရင်ကဘာကြီးဟာပရမ်းပါတာဖြစ်သွားပါလိမ့်မယ်အဲ့ဒီသူထေးကမင်းမှာနှစ်ပေါင်း100ကျော်ရှိရင်ဘာလို့မလဲလို့ဝီကိုမေးပါတယ်ဝီကအချိန်ကိုခဏခဏစစ်ကြည့်နေစရာမလိုတော့ဘူးပေါ့လို့ဟာတလုပ်ပြီးနောက်ကျွန်တော်မှအဲ့ဒီလောက်အချိန်ရှိရင်တစ်စက္ကန့်လေးတောင်အလားဟတာအဖြစ်မခံဘူးလို့ကြိမ်ဆိုပါတယ်လို့တီတီတက်နဲ့ပြောလိုက်ပါတယ်သူတို့ဟာစကားတွေပြောရင်အိပ်ပျော်သွားကြပါတယ်နောက်တနေ့မနက်ဝီနိုးလာတဲ့အခါသူ့လက်ကောက်ဝတ်ကိုအလိုလျောက်စစ်ကြည့်လိုက်မိပါတယ်သူ့လက်ထဲမှာနှစ်ပေါင်း100ကျော်ရောက်နေတာကိုတွေ့ပြီးသူထိတ်လန့်သွားပါတယ်သူထေးကတော့မရှိတော့ပါဘူးပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တဲ့အခါတရားဘေးမှာထိုင်နေတဲ့အဲ့ဒီလူကိုတွေ့လိုက်ရပါတယ်ထိုလူဟာသူ့ချိန်အားလုံးကိုဝီကိုပေးခဲ့ပြီးသူ့ရဲ့အချိန်ကုန်ဆုံးသွားမဲ့အချိန်ကိုငြိမ်သက်စွာစောင့်ဆိုင်းနေခဲ့တာပါသူ့နှလုံးခုန်တန်ရက်တန့်သွားပြီးမြစ်ထဲကိုပြုတ်ကျသွားပါတယ်ဝီရောက်သွားတဲ့အချိန်မှာတော့ရုပ်လောင်းပဲကြံပါတော့တယ်သူမသိလိုက်တာကတော့အပေါ်ကကင်မရာအသေးလေးတစ်ခုကသူ့အတွက်အဆုံးမရှိတဲ့ဒုက္ခတွေကိုယူဆောင်လာတော့မယ်ဆိုတာပါပဲအဲ့ဒီနောက်မှာဝီဟာသူ့အမေကိုအန်တသွားအောင်ပန်းစည်းလေးကင်ပြီးစောင့်နေပါတယ်ဒါပေမဲ့ကားဆိုင်လာတဲ့အခါသူ့အမေပါမလာပါဘူးတခုခုမှနေပြီဆိုတာတီးလိုက်တဲ့ဝီဟာသူမရဲ့အလုပ်ခွင်စီကိုအပြေးသွားပါတယ်တကယ်တော့ကားခါတနာရီကနေ2နာရီကိုရုတ်တရက်တိုးမြင့်လိုက်တာဖြစ်ပါတယ်သူမရဲ့ချင်းငွေတွေဆက်ပြီးနောက်သူမမှာတနာရီခွဲပဲကြံပါတော့တယ်အင်ကိုလမ်းလျှောက်ပြန်ရင်2နာရီကြာမှဖြစ်တာကြောင့်ဒါဟာတေမိတ်ပါပဲသူမကကားဆရာကိုနောက်မှသားဖြစ်သူကပေးပါလိမ့်မယ်လို့ကတိပေးပြီးအကူအညီတောင်းပေမဲ့စီကန်းဖြစ်တာကြောင့်ကားဆရာကမကူညီနိုင်ပါဘူးကားပေါ်ကဘသူကမှလည်းမကူညီကြပါဘူးသူမဟာဘန်ကနေချင်းငွေယူဖို့မျှော်လင့်ချက်နဲ့ကားပေါ်ကဆင်းခဲ့ရမဲ့ဘန်ကပိတ်သွားပါပြီဘာရွေးချယ်စရာမှမရှိတော့တဲ့အတွက်သူမဟာအင်ကိုပြေးပြီးပြန်ရပါတော့တယ်တော်တော်ကြာပြေးပြီးတဲ့နောက်မိခင်နဲ့သားဟာတယောက်ကိုတယောက်လှမ်းမြင်လိုက်ကြပါတယ်သူတို့ဟာအချင်းချင်းစီကိုအစွမ်းကုန်ပြေးသွားကြပါတယ်10စက္ကန့်ပဲကြာမှာတော့တယ်သူတို့ရှိသမျှအင်အားနဲ့အပြေးလွှားဆုံစည်းဖို့ကြိုးစားကြပါတယ်ဝီဟာသူမကိုကယ်တင်ဖို့လက်လန်းလိုက်ပေမဲ့10စက္ကန့်လောက်နောက်ကျသွားခဲ့ပါတယ်အဲ့ဒီလိုနဲ့ပဲဝီရဲ့ရုတ်တရက်ရရှိလာတဲ့ကံကောင်းမှုတွေဟာဝမ်းနဲ့ကြေကွဲမှုနဲ့နာကျင်မှုတွေဖြစ်ပြောင်းလဲသွားပါတယ်သူဟာဒီဖြစ်အပျက်အလုံးအတွက်လူချမ်းသာတွေတတ်မှတ်ထားတဲ့စီးမြင်တွေကိုအပြစ်တင်ပြီးသူမိခင်အတွက်ကဗျာဆန်ဆန်ကလေးစားချေဖို့တစ္ဆာဆိုလိုက်ပါတော့တယ်